ဒါပေမဲ့ခရစ်တော်ကောင်းကင်ကိုတက်သွားတဲ့အရာကိုကြတော့သိပြီးအလေးနဲ့သိမထားကြတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဟုတ်ပါပြီအခုခရစ်တော်ရဲ့အသေးခံခြင်းခရစ်တော်ရဲ့တကြိုခြင်းခရစ်တော်ရဲ့ထမြောက်ခြင်းနဲ့ခရစ်တော်ကောင်းကင်ကိုတက်ခြင်းဆိုတဲ့အဲ့ခရစ်တော်ကောင်းကင်ကိုတက်ခြင်းကကျွန်တော်တို့ရဲ့ဘဝမှာဘလောက်အရေးကြီးသလဲနော်ဘလောက်အရေးပါမလဲအဲ့ဒါကိုကျွန်တော်တို့ဒီနေ့အတူတူကဆင်ခြင်ကြဖို့ရဖြစ်တယ်ဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်အားလုံးအတူတူကခံယူဖို့ရအတွက်အဓိကပြောချင်ပါတယ်โอเคဟုတ်ပြီအဲ့တော့ဒီနေ့ယေရှုခရစ်တော်အကြောင်းကိုကျွန်တော်တို့အထူးစဉ်းစားမယ့်နေ့ဖြစ်ပါတယ်အဲ့တော့ခရစ်တော်မွေးဖွားတဲ့နေ့ခရစ်တော်မွေးဖွားတဲ့နေရာဟာဘယ်နေရာလဲဘယ်မြို့လဲယူဒပြည်ဗက်လင်မြို့ဖြစ်တယ်အဲ့တော့ဘယ်တလိန်မြို့ဖြစ်တယ်ဟုတ်ပြီအဲ့ဒီဗက်လင်မြို့ကိုကျမ်းစာတွေကဘယ်လိုပြောလဲဘာမြို့လဲမြို့ငယ်မြို့ရုပ်ဖြစ်တယ်တော့မြို့ကငယ်ရုံမကောက်ဘူးမြို့ရုပ်လို့ပြောတဲ့အခါမှာအဲ့ဒီဗက်လင်မြို့ကနေပြီးတော့ကောင်းပါတယ်ဆိုတဲ့အရာတစ်ခါမှမထွက်ဘူးကောင်းတယ်ဆိုတဲ့အရာတစ်ခါမှမထွက်ဘူးသလိုအဲ့ဒီမြို့ကထွက်တဲ့အရာအားလုံးကအလွန်ဆိုးတဲ့အရာတွေပဲထွက်တယ်ဒါပေမဲ့အဲ့ဒီဗက်သလင်မြို့ကလို့ပြောပြီးဆိုရင်လူတိုင်းကအထင်သေးကြတယ်အဲ့တော့ဗက်လင်မြို့ဆိုပြောပြီးဆိုအဲ့ဗက်လင်မြို့မှာကောင်းတာတစ်ခုမှမရှိဘူးသူကဒါပေမဲ့အဲ့ဒီကောင်းတာတစ်ခုမှမရှိတဲ့နေရာမှာယေရှုခရစ်တော်မွေးဖွားတယ်အဲ့တော့မွေးဖွားတဲ့နေရာကတကယ်ကောင်းတဲ့နေရာမဟုတ်ပါဘူးအဲ့ဒီဗက်လင်မြို့ရဲ့မြို့ငယ်မြို့ရုံမှာဘယ်နေရာမှာသွားမွေးဖွားလဲဆိုတော့နွားတင်းကုန်းဆိုတဲ့နေရာမှာသွားမွေးဖွားတယ်ခရစ်တော်ရဲ့မွေးဖွားခြင်းကနွားတင်းကုန်းမှာမွေးဖွားတယ်ကဲနောက်တစ်ခုဘယ်ကမွေးဖွားသလဲဆိုတော့ဘလို့မှမဖြစ်နိုင်တဲ့အပြိုကညာရဲ့ဝမ်ဘိုက်ကနေခရစ်တော်ပရိသေရီဆေးပြီးမွေးဖွားတယ်အဲ့တော့ယေရှုခရစ်တော်မြေကြီးပေါ်ကိုလာတဲ့ပုံစံကဘလို့ပုံစံလာလဲဆိုတော့အလွန်ထူးဆန်းတဲ့အခြေအနေမျိုးနဲ့လာတာဖြစ်တယ်ခရစ်တော်မြေကြီးပေါ်ကိုလာတဲ့ပုံစံဟာတဘာဝအလွန်ပုံစံမျိုးနဲ့မြေကြီးပေါ်ကိုလာတယ်အပြိုကညာအမျိုးသမီးကနေပြီးတော့ကိုဝင်ရတယ်ကိုဝင်ဆွဲတယ်ပရိသေရီရတယ်အဲ့ကနေပြီးတော့မှမြို့ငယ်မြို့ရုပ်ဗက်လင်မြို့မှာခရစ်တော်မွေးဖွားခဲ့တယ်အဲ့ဒီဗက်လင်မြို့မှာအလွန်ချမ်းသာတဲ့အိမ်မှာသွားမွေးဖွားတာမဟုတ်ဘဲနဲ့နွားတင်းကုန်းဆိုတဲ့နေရာလေးမှာခရစ်တော်မွေးဖွားခြင်းခံခဲ့ပါတယ်ခရစ်တော်ရဲ့မွေးဖွားခြင်းကအလွန်ရိုးရှင်းပေမဲ့အဲ့ဒီခရစ်တော်ရဲ့မွေးဖွားခြင်းယေရှုရဲ့မွေးဖွားခြင်းကအလွန်နက်နဲတဲ့အရာတွေအများကြီးရှိခဲ့တယ်ဆိုတော့ဒီနေ့ခရစ်တော်ရဲ့မွေးဖွားခြင်းအကြောင်းကိုကျွန်တော်တို့ဆက်ပြီးစင်ကြင်စရာရှိသလိုအဲ့ဒီခရစ်တော်ဟာသူရဲ့အသေးခံတဲ့နေရာကိုကျွန်တော်တို့ဒီနေ့စဉ်းစားရအောင်အဲ့တော့ခရစ်တော်မွေးဖွားတဲ့နေရာဟာဗက်လင်မြို့ဆိုတဲ့မြို့ငယ်မြို့ရုံမှာခရစ်တော်မွေးဖွားခဲ့တယ်အပြိုကညာမာရိဝမ်ဘိုက်ကနေမွေးဖွားခဲ့တယ်ဟုတ်ပြီဒါဆိုခရစ်တော်အသေးခံတဲ့တောင်ကုန်းရဲ့နာမည်ကဘာဖြစ်မလဲဂေါလာဂေါတာအဲ့ဒါကိုကရာနီလို့လည်းခေါ်တယ်အဲ့တော့ဂေါလာဂေါတာလို့လည်းခေါ်တယ်ကရာနီလို့လည်းခေါ်တယ်အဲ့ဒီဂေါလာဂေါတာဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဦးကောင်းခွန်အရက်လို့ခေါ်တယ်ဦးကောင်းခွန်အရက်ဆိုတာကအဲ့ဒီမှာဂေါလာဂေါတာဆိုတဲ့နေရာမှာအဲ့ဒီတောင်ကုန်းမှာခရစ်တော်ကကားတိုင်းပေါ်မှာချိတ်ဆွဲခံရတာအဲ့ဒီခရစ်တော်ရဲ့ဘေးမှာတခိုးနဲ့ဓမြနဲ့အဲ့ဒီရဲ့ဂျားထဲမှာယေရှုခရစ်တော်ကလဝါကားတိုင်းမှာအသေးခံရတယ်အဲ့ဒီဂေါလာဂေါတာဆိုတဲ့နေရာမှာအသေးခံရတဲ့အသက်ခံရတဲ့သူတွေအားလုံးကတကယ်ကောင်းပါတယ်ဆိုတဲ့လူတွေအဲ့မှာအသေးခံရတာမဟုတ်ဘူးတကယ်ဆိုးတဲ့သူတွေတကယ်ယုံမာတဲ့သူတွေတကယ်ကောက်ကျစ်သောသူတွေတကယ်ဆင်းလဲသောသူတွေစိုးပါပေဆိုတဲ့လူတွေကိုပဲအဲ့နေရာမှာစီရင်တာဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကအလွန်ဆိုးတဲ့လူတွေကိုစီရင်တဲ့နေရာဦးခေါင်းခွန်အယံမှာခရစ်တော်ကချိတ်ဆွဲခံရပါတယ်အဲ့ဒီဦးခေါင်းခွန်အယံမှာချိတ်ဆွဲခံရတဲ့သူတွေအဲ့ဒီလဝါကားတိုင်းမှာချိတ်ဆွဲပြီးတော့တန်မိုးနဲ့ရိုက်ပြီးတော့
ချိတ်ဆွဲပြီးတဲ့သူတွေသိပြီဆိုရင်ဘာလုပ်လဲဆိုတော့လဝါကရိုက်နေဖြုတ်ချပြီးအဲ့ဒီရဲ့ဂေါလဂေါတာတောင်ကုန်းရဲ့အနောက်ဘက်မှာဂျိုင်းရှိတယ်အဲ့ဒီအသေးကောင်ကိုအဲ့ဒီဂျိုင်းတွေကိုပြစ်ချပလိုက်တယ်ပြစ်ချလိုက်တဲ့အခါမှာအဲ့ဒီအသေးကောင်တွေကိုဘယ်သူကလာစားလဲအဲ့မှာလက်ဓာတ်တွေကလာစားနောက်ဆုံးဘာပဲကြံခဲ့လဲခေါင်းပဲကြံခဲ့တယ်အယိုးစုပဲကြံခဲ့တယ်အဲ့တော့အဲ့ဒီဂေါလဂေါတာမှာအသေးခံတဲ့သူတွေရဲ့နောက်ဆုံးအဆုံးသက်ကဘာလဲဆိုတော့သူ့ကိုသွားကြည့်ခြင်းရင်သူ့ရဲ့အယိုးကောင်းပဲကြံခဲ့တော့တယ်ဒါပေမဲ့ခရစ်တော်ဟာအဲ့ဒီဂေါလဂေါတာဆိုတဲ့နေရာမှာသူ့ကိုစီရင်တယ်ခရစ်တော်အဲ့မှာအသေးခံရတယ်အသွေးသွန်းရတယ်တလောကလုံးလူသားအားလုံးတွေအသွေးသွန်းရပါတယ်ဒါပေမဲ့ခရစ်တော်ဟာဦးကောင်းခွန်အရက်မှာအသွေးသွန်းရပေမဲ့အသေးခံရပေမဲ့ခရစ်တော်ဟာရှင်ပြန်ထမြောက်သောဘုရားဖြစ်ပါတယ်ဒီနေ့ခရစ်တော်ရဲ့အသေးခံခြင်းကိုကြည်ပါလုံးဝသူ့ဘဝမှာအကုန်အရှက်တကွဲအကျိုးနဲ့အကုန်လုံးကျွန်တော်တို့အဖို့ကားတိုင်းပေါ်မှာအသေးခံရခြင်းဖြစ်ပါတယ်ဒီနေ့ခရစ်တော်ရဲ့မွေးဖွားခြင်းကကျွန်တော်တို့အတွက်ဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဖြတ်ကျော်ခဲ့တဲ့ဒီဇင်ဘာမှာကျွန်တော်တို့စဉ်းစားခဲ့ပါတယ်ဟုတ်ပြီအဲ့ဒီခရစ်တော်ရဲ့အသေးခံခြင်းကသင်နဲ့ကျွန်တော်အတွက်ဖြစ်တယ်ယေရှုခရစ်တော်လဝါကားတိုင်းမှာအသေးခံခြင်းကသင်နဲ့ကျွန်တော်အတွက်ဖြစ်တယ်အဲ့ဒီခရစ်တော်လဝါကားတိုင်းမှာအသေးခံရခြင်းဟာအလွန်နှဲ့တဲ့အရာဖြစ်တယ်လုံးဝအရှက်တကွဲအကျိုးနဲ့ခံပြီးတော့ကျွန်တော်တို့ဖို့သူအသွေးအသက်ကိုစွန့်ပြီးကားတိုင်းပေါ်မှာအသေးခံခဲ့ပါတယ်ဒါဟာခရစ်တော်ရဲ့အသေးခံခြင်းဖြစ်တယ်အဲ့ဒီအသေးခံပြီး3ရက်မြောက်သောနေ့မှာ3ရက်မြောက်သောနေ့မှာခရစ်တော်ချိတ်ဆွဲခံရပြီးတဲ့နောက်မှာခရစ်တော်ရဲ့ဒီကြံခဲ့တဲ့ရုပ်အလောင်းကိုနီကိုရိန်နဲ့အရိမာသဲမြို့သားယောသက်ကပိလက်မင်းရှိမှာသွားတောင်းတယ်အဲ့ဒီအရုပ်လောင်းကိုကျွန်တော်တို့တကြိုပြရစေခရစ်တော်ကိုအရိမာသဲမြို့သားယောသက်ကသူ့ကိုယ်တိုင်တကြိုခံမဲ့အုပ်ကူထဲမှာခရစ်တော်ကိုမြုပ်နှံသင်ချိုးပါတယ်အဲ့ဒီ3ရက်မြောက်သောနေ့တနင်္ဂနွေနေ့နနက်စောစောမှာအမျိုးသမီးတွေကအဲ့ဒီတင်းချိုင်းကိုသွားပါတယ်ဘာအတွက်သွားတာလဲဆိုတော့တေလွန်သွားပြီးတဲ့သူတို့ရဲ့သခင်ရဲ့အလောင်းကိုသွားကြည့်ဖို့နဲ့အမွေးနှမ်းတာတွေလုပ်ဖို့ဆိုပြီးသူတို့သွားတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနနက်စောစောအစိုးရဝီဝင်လင်းဖြစ်နေတဲ့အချိန်မှာသွားတဲ့အခါမှာဘလို့မှလူအများကြီးနဲ့လက်ရင်တောင်မှမရွေ့နိုင်တဲ့လူတယောက်နဲ့တောင်မရွေ့နိုင်တဲ့ကြောက်တုံးကြီးကလိတ်နေတာကိုတွေ့ရပါတယ်အဲ့ဒီလိတ်နေတဲ့ကြောက်တုံးကြီးပွင့်နေတဲ့အုပ်ကူကြီးအထဲမှာဝင်ကြည့်တဲ့အခါမှာခရစ်တော်ရဲ့အလောင်းတော်ကိုပတ်ထားတဲ့အဝတ်ပဲကြံခဲ့ပြီးတော့ခရစ်တော်မရှိတော့ဟာငါတို့လွန်ခဲ့တဲ့3ရက်ကမှဒီမှာခရစ်တော်ကိုမြုပ်နှံခဲ့တာဒီကြီးမားတဲ့ကြောက်တုံးကြီးကိုပိတ်ပြီးတော့မှယောမစစ်သားတွေတက်ချထားပြီးအဲ့ဒီမှာတစိမ့်ထုတ်လာတာဘယ်သူမှဖွင့်လို့မရအောင်ချိတ်ပိတ်ထားတဲ့နေရာကြီးကဘာကြောင့်ပွင့်ထွက်သွားပြီးတော့အဝတ်ပဲရှိတာလေသူတို့ရဲ့တခင်ကိုသူတို့ရှာခဲ့ကြပါတယ်ဒါပေမဲ့ဦးကောင်းခွန်အရက်မှာအသေးခံသောယေရှုခရစ်တော်ဟာ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်ဒီနေ့မြေကြီးပေါ်မှာတည်သူအများကြီးရှိပါတယ်ဒါပေမဲ့တည်ပြီးတော့တည်ရွာကနေပြန်ရှင်လာတဲ့သူတွေလည်းရှိတယ်သူတို့တွေပြန်တည်ကြပါတယ်ဒါပေမဲ့ခရစ်တော်ပြန်ရှင်ပြန်ထမြောက်တဲ့ပုံစံဟာအနာဘလဘွားနဲ့ပြန်ရှင်ပြန်ထမြောက်တာမဟုတ်ဘူးပကတိခန္ဓာကိုယ်နဲ့ပြန်ထမြောက်တာအဲ့လိုထမြောက်သောအရှင်ဟာကဘာဦးကနေဒီနေ့ဒီခရစ်တော်တပါးပဲရှိတယ်တေခြင်းကိုအောင်တယ်ဆိုတာအဲ့ဒါကိုပြောတာဖြစ်ပါတယ်ဗလီမျိုးမှာမွေးဖွားတဲ့ဂေါလဂေါတာအရက်မှာအသေးခံပြီးတော့3ရက်မြောက်သောနေ့နနက်စောစောမှာတေခြင်းကနေထမြောက်ခဲ့ပါတယ်သူထမြောက်ခဲ့တယ်ဆိုတာကိုဘယ်နေရာတောင်နေပြီးတတ်သိပြလဲရပ်ပေါင်း40ကျော်ရပ်ပေါင်း40ကျော်ကိုထင်ရှားပြခဲ့ပါတယ်တပည့်တော်တွေနဲ့အတူနေထိုင်ခဲ့ပါတယ်သူတကယ်ရှင်ပြန်ထမြောက်ခဲ့ကြောင်းသူသေခြင်းကိုအောင်ခဲ့ကြောင်းကိုမင်းတို့တို့ငါအသေးခံခဲ့ကြောင်းတကြိုခဲ့ကြောင်းရှင်ပြန်ထမြောက်ခဲ့ကြောင်းကိုတပည့်တော်တွေနဲ့အတူတတ်သိထူခဲ့ပါတယ်ဟုတ်ပြီ
အဲ့ဒါတဲ့အားလုံးထက်ထူးဆန်းတဲ့အကြောင်းအရာကျွန်တော်တို့ဒီနေ့ထပ်ပြီးဆင်ခြင်ဖို့ရှိပါတယ်ကဲဒါလေးဖတ်ရအောင်တမန်တော်ဝတ္ထုခန်းကြီး1အပိုင်းငယ်8ထို့သောမရှိတော်လဲတင်တို့ပေါ်သို့သရှင်တော်ဝိညာဉ်တော်ဆင်းသက်တော်တင်တို့သည်တကိုးကိုခံရ၍ယေရှုရှင်မျိုးပါယူရမည်ရှမာရိပြည်နေကြီးစွန်းငါဤတတ်တဲ့ဖြစ်ကြလိမ့်မည်ဟုမိန့်တော်ယေရှုကပြောတဲ့တပည့်တော်တွေမင်းတို့တွေဟာတဲ့ငါအတွက်တတ်တဲ့ဖြစ်လိမ့်မယ်မင်းတို့ကငါနဲ့အတူနေခဲ့တယ်ငါအသေးခံတာကိုမင်းတို့မြင်ခဲ့တယ်ငါတကြိုခံတာကိုလည်းမင်းတို့မြင်ခဲ့တယ်ငါထမြောက်တာကိုလည်းမင်းတို့မြင်ခဲ့တယ်မင်းတို့ကငါရဲ့တတ်တဲ့ပဲတော့မအဲ့လိုတတ်တဲ့ဖြစ်ဖို့ဆိုရင်မင်းတို့အပေါ်တကိုးတစ်ခုရောက်လာဖို့လိုတယ်အဲ့တကိုးကဘာတူလဲတန်ရှင်သောဝိညာဉ်တော်မင်းတို့အပေါ်ဆင်းလာတဲ့အခါမှာမင်းတို့ကကောင်းကင်နိုင်ငံတော်ရဲ့တကိုးကိုခံရလိမ့်မယ်အဲ့ချိန်ကျရင်မင်းတို့ရဲ့အတ္တတာဟာငါရဲ့အတ္တတွေဖြစ်သွားလိမ့်မယ်လို့ဒီနေ့ယေရှုခရစ်တော်ကတပည့်တော်တွေကိုကောင်းကင်ကိုမတက်ခင်မှာမှာခဲ့ပါတယ်ဒီနေ့ကျွန်တော်ပြောပြစီဘသူတွေကခရစ်တော်ရဲ့တတ်သိဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ရထားတဲ့သူတွေကခရစ်တော်ရဲ့တတ်သိဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်မရထားတဲ့သူဟာခရစ်တော်ရဲ့တတ်သိလုံးဝမဖြစ်နိုင်ပါဘူးယေရှုကပြောတယ်အဲ့ဒီဝိညာဉ်တော်ရောက်လာလိမ့်မယ်စောင့်နေကြပါလို့ပြောပါတယ်နောက်တစ်ပတ်မှာကျွန်တော်တို့ဝိညာဉ်တော်နေ့ပေဒီကုတ်တေနေ့ကိုကျွန်တော်တို့အတူတူကနှုတ်ကပတ်တော်အပြင်ကျင့်ပါကြမှာဖြစ်ပါတယ်အဲ့ဒီဝိညာဉ်တော်ရောက်လာဖို့ရန်ခရစ်တော်တက်သွားပြီးဝိညာဉ်တော်ရောက်လာဖို့ရန်ရက်90လောက်သူတို့စောင့်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီဝိညာဉ်တော်လည်းသူတို့ပေါ်လဲတက်ရောက်တော့သူတို့ကိုယ်တိုင်ဟာရဲဝံ့စွာနဲ့ခရစ်တော်ရဲ့အကြောင်းကိုတတ်သိခံတဲ့သူတွေဖြစ်ပြောင်းလဲသွားတယ်သူတို့ရဲ့တတ်သိဟာဒီနေ့အထိဆက်လက်ပွားလျက်ရှိတယ်အဲ့ဒါဘယ်သူလှုပ်နေရလဲတန်ရှင်တော်ဝိညာဉ်တော်ကလှုပ်နေတာဖြစ်တယ်ထိုတန်ရှင်တော်ဝိညာဉ်တော်ကဒီနေ့တမန်တော်တွေခေတ်မှာဆင်းသက်ခဲ့တယ်လို့ကျွန်တော်တို့ပုံမှာဆင်းသက်လာတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကိုယ်တိုင်ခရစ်တော်ဟာအသက်ရှင်တဲ့ဘုရားဖြစ်ကြောင်းရဲ့တတ်သိတွေဖြစ်ပါတယ်ဟုတ်ပြီဒါဟာခရစ်တော်နောက်ဆုံးမှာတဲ့စကားဖြစ်တယ်အဲ့တော့မမှားခင်မှာဒီကျမ်းစာလေးအတူကျွန်တော်တို့ဖတ်ရအောင်တမန်တော်တို့ကိုသခင်ဖျားသည်အထက်သို့ဆောင်ယူခြင်းကိုခံတော်မိုးတိမ်သည်ကိုရော့ကိုမျက်ွယ်ပြုအောင်ခံယူလေထို့သောကြွတော်မူသည်ကိုတမန်တော်တို့သည်ကောင်းကင်သို့စစ်စစ်ညွှန်နေကြလူများတို့သည်ရှုစင်သောအဝတ်ကိုဝတ်ဆင်တမန်တော်တို့နာမှပေါ်လာ၏အိုဂါလိလဲလူတို့အဘယ်ကြောင့်ကောင်းကင်သို့ကြည်မျော်လျက်နေကြသနည်းသင်တို့နဲ့ခွာ၍ကောင်းကင်သို့ဆောင်ယူခြင်းခံတော်မူသောထိုယေရှုသည်သင်တို့မျက်မှောက်၌ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူတဖန်ကြွလာတော်မူလက်တန်းဟုဆို၏ယေရှုခရစ်တော်ကကောင်းကင်ကိုတက်သွားတဲ့ပုံစံဟာလုံးဝအရှင်လက်လက်ကောင်းကင်ပေါ်တက်ခြင်းဖြစ်တယ်လောကထဲရောက်လာတာဘယ်ဟာရောက်လာလဲအပြိုကညာရဲ့ဝမ်ဘိုက်ကနေရောက်လာပြီးဗတ်လင်မြို့မှာမွေးဖွားတယ်ဂေါလဂေါတာအရက်မှာကားတိုင်းပေါ်မှာတေခံတယ်၃ရက်မြောက်မှာရှင်ပြန်ထမြောက်ပြီးသူရှင်ပြန်ထမြောက်ခဲ့ကြောင်းကိုရက်ပေါင်း40ကျော်တက်တည်ပြပြီးတဲ့နောက်မှာသူတို့ပါမှလဲမင်းတို့ကငါရဲ့တက်တည်ဖြစ်မယ်မင်းတို့ပေါ်ဝိညာဉ်တော်ရောက်လာလိမ့်မယ်လို့တပည့်တော်တွေမှားတယ်ထို့သူတပည့်တော်တို့နဲ့အတူတန်လွင်တောင်ပေါ်ကနေပြီးတော့ခရစ်တော်ဟာတပည့်တော်တွေကိုနှုတ်ဆက်ပြီးကောင်းကင်ကိုတက်သွားတာကိုတပည့်တော်တွေသူတို့ရဲ့မျက်စိနဲ့မြင်ခဲ့ကြတယ်ကျွန်တော်စဉ်းစားအခုလူတွေကောင်းကင်ပေါ်တက်ကြတယ်နော်ဥပမာလောက်ကဘာထီတောင်သွားကြတယ်ဘာနဲ့သွားလဲ rocket နဲ့သွားတာနော်ဒုံးပြန်နဲ့သွားတာပြီးသူတို့ပြန်လာကြခရစ်တော်ကတန်လွင်တောင်ပေါ်ကနေတက်သွားတယ်တဲ့အဲ့ဒီတက်သွားတာစဉ်းစားကြည့်ရင်အံ့ဩစရာကြီးကောင်းအံ့ဩစရာကြီးခရစ်တော်ကတက်သွားနေရင်းနဲ့တိမ်တွေကကိုရောခံယူတယ်တိမ်နေကြားမှာကိုရောပျောက်သွားတယ်စဉ်းစားရင်လူအုံနှောင်းနဲ့စဉ်းစားရင်ဘလို့မှမဖြစ်နိုင်သေပြီး၃ရက်မှာပြန်ရှင်တာလေဘလို့မှမဖြစ်နိုင်ခရစ်တော်ရဲ့အသွေးတော်ကြောင့်ငါအပြစ်လွတ်တယ်ဆိုတာလေ
ဘလို့မှမဖြစ်နိုင်ဘူးလူအနေနဲ့လူရဲ့အုံနောက်နဲ့စဉ်းစားလိုက်ရင်ဖယားသခင်ကျွန်တော်တို့လုပ်တဲ့အရာလုံးဝစဉ်းစားလို့ရတဲ့အရာတွေမဟုတ်သို့တော့နှုတ်ကပတ်တော်ဆိုတာကျွန်တော်တို့စဉ်းစားတိုင်းထွာပြီးနားလည်လို့ရတဲ့အရာတွေမဟုတ်ကျွန်တော်တို့စဉ်းစားပြီးသိလို့ရတဲ့အရာအလုံးကကျွန်တော်တို့အသိတရားနဲ့ပဲဖြစ်တယ်ဒါပေမဲ့ခရစ်တော်ဟာလုံးဝမြေကြီးပေါ်ကနေကောင်းကင်ကိုပြန်သွားတဲ့ပုံစံကလည်းတဘာဝလုံးပုံစံဖြစ်တယ်ခရစ်တော်ပြန်တက်သွားတာကိုတပည့်တော်တွေငေးကြည့်ပြီးတော့မှကြံခဲ့ကောင်းကင်ကိုမျှော်ကြည့်ပြီးကြံနေတဲ့အချိန်မှာဘလူဆင်းလာလေကောင်းကင်တမန်ဆင်းလာတယ်ဂါလိလဲလူတို့ဘာကြည့်နေကြတာလဲဘာကြည့်နေကြတာလဲတဲ့အဲ့ဒီခရစ်တော်ဟာပြန်တက်သွားတယ်ပြန်လာလိမ့်မယ်တဲ့ဒီနေ့ဒီကျမ်းစာမှာလေကျွန်တော်တို့ဖတ်သွားတယ်လေထိုယေရှုသည်သင်တို့မျက်မှောက်၌ကောင်းကင်သို့ကြွသွားတော်မူသည်နိတူတဖန်ကြွလာတော်မူလက်တက်ပြန်ကြွလာပြီလားကြွလာပြီလားမကြွလာသေးပါဘူးသူပြန်ကြွလာမယ့်အချိန်ရောက်လို့နေပြီဖြစ်တယ်ဘာအတွက်သူပြန်ကြွလာမှာလဲသူ့ကိုယုံကြည်တော့အသင်းတော်ကိုပြန်လဲချီဆောင်တင်ဆက်မဲ့အချိန်ဖြစ်တယ်ထို့တူဒီနေ့ကောင်းကင်ဘုံကိုခရစ်တော်တက်သွားခြင်းကအင်မတန်ထူးဆန်းတဲ့အရာဖြစ်ပါတယ်ထို့တူဒီနေ့ထိုခရစ်တော်နဲ့အတူကျွန်တော်တို့ရဲ့အသက်တာဘလောက်ထိပြောင်းလဲသွားလဲဆိုတာကိုထပ်ပြီးဆင်ခြင်ကြဖို့ရန်အတွက်ဖြစ်တယ်ဒီကျမ်းစာလေးဖတ်ရအောင်ဟေပြဲဩဝါဒစာခန်းကြီးကိုအပိုင်းငယ်24မှာထိုသို့နှင့်အညီမှန်သောတန်ရှင်းရာဌာနတော်ပုံဖြစ်တော်လူတို့လက်ဖြင့်လုပ်တော်တန်ရှင်းရာဌာနသည်ချွတ်တော်သည်မဝင်ပဲငါတို့အတွက်ကြောင့်ယခုဘုရားသခင်ရှေ့တော်၌ကိုပြစေခြင်းကကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူပြီဓမ္မဟောင်းချိန်တုန်းကလူတွေရဲ့အပြစ်ကိုဖြေဖို့ရန်အတွက်တရိษံရဲ့အသွေးကိုသုံးရတယ်အဲ့ဒီတရိษံရဲ့အသွေးကိုယူသွားပြီးတော့မှဗိမာန်တော်ရဲ့အသက်ရှင်းဆုံးဌာနထဲမှာအဲ့ဒီပလင်တော်ရဲ့ရှေ့မှာအဲ့ဒီအသွေးကိုသွားဖြန်းရတာဖြစ်တယ်ဓမ္မဟောင်းရဲ့အပြစ်ဖြေခြင်းဖြစ်တယ်ယေရှုခရစ်တော်ကားတိုင်းပေါ်မှာလောကသားအားလုံးအတွက်တစ်ချိန်နဲ့တစ်ခါတည်းအသွေးသုံးပါတယ်သုံးရက်မြောက်မှာရှင်ပြန်ထမြောက်ပြီးတော့အသက်ရှင်းဆုံးသောဌာနဖြစ်တဲ့ကောင်းကင်သို့ပေါ်လို့တတ်သွားခြင်းဖြစ်တယ်အဲ့ဒါဟာကျွန်တော်တို့အတွက်ဘယ်လောက်ထူးဆန်းသလဲဒါအကြည့်အောင်ခရစ်တော်အသေးတာဟုတ်ပါတယ်ခရစ်တော်အသေးတာတော့ဟုတ်တယ်ခရစ်တော်တကြုံဟုတ်တယ်ခရစ်တော်ရှင်ပြန်ထမြောက်သွားပြီဟုတ်တယ်ဒါဆိုရင်ခရစ်တော်အသေးခံခြင်းထဲမှာသင်နဲ့ကျွန်ုပ်ပါသွားတယ်အမေကမွေးရတဲ့ဖယားကိုစန့်ကျင်တဲ့ကျွန်တော်တို့အခြေအနေကြီးဟာကားတိုင်းပေါ်မှာအဆုံးသက်သွားတယ်အဲ့ဒီခရစ်တော်နဲ့အတူကျွန်တော်တို့တကြိုခံရတယ်အဲ့ဒီခရစ်တော်ရှင်ပြန်ထမြောက်တယ်အဲ့ဒီရှင်ပြန်ထမြောက်တဲ့အခါမှာကျွန်တော်တို့ခရစ်တော်ထဲမှာပြန်ရှင်ပြန်ထမြောက်တယ်ဒါမကဘူးခရစ်တော်ကကျွန်တော်တို့ကိုရှင်ပြန်ထမြောက်ပြီးကောင်းကင်ပေါ်တက်သွားတဲ့အခါမှာသူပဲတက်သွားတာမဟုတ်ဘူးဘယ်သူပါလဲကျွန်တော်တို့လည်းပါသွားတာဖြစ်တယ်အဲ့ဒါကောင်းကင်အရက်လို့ခေါ်တယ်ကောင်းကင်အရက်ကိုသူတက်သွားတဲ့အခါမှာကိုရောကပဲကောင်းကင်ရက်တို့တက်သွားတာမဟုတ်ဘူးကိုရောရဲ့အထဲထဲမှာကျွန်တော်တို့ရှိတာဖြစ်တဲ့အတွက်ကိုရောနီးတူကျွန်တော်တို့ကောင်းကင်အရက်မှာလုံးဝနေရာရသွားတာဖြစ်တယ်ဒီနေ့ဒီလူတယောက်ဟာခရစ်တော်နဲ့အတူတူသိပါတယ်ခရစ်တော်နဲ့အတူတူတကြိုတယ်ခရစ်တော်နဲ့အတူထမ်းမြောက်တဲ့အခါမှာခရစ်တော်ကောင်းကင်ကိုရောက်သွားတယ်လို့သူကိုယ်တိုင်ခရစ်တော်နဲ့အတူကောင်းကင်ထဲသို့ဝင်ခွင့်ရသွားပါတယ်ဒီနေ့ကျွန်တော်တရားလေးပြောရင်းနဲ့အဆုံးသတ်မှာဖြစ်ပါတယ်ပြည့်ညတ်တော်နဲ့ယေရှုတော်ဟာလုံးဝမတူပါဘူးပြည့်ညတ်တော်ဟာမောရှေကိုဘုရားသခင်ကပါပြောလဲပြည့်ညတ်တော်ပေးတယ်ဘယ်ပေါ်တက်ခိုင်လဲတောင်ပေါ်ဘယ်တောင်လဲတိနာတောင်ဖြစ်တယ်တိနာတောင်ပေါ်မှာဖယားကလူကိုပြည့်ညတ်တော်10ပါပေးပါတယ်အဲ့ဒါဘယ်ကပေးလဲဆိုတော့ကောင်းကင်ကနေပေးတာကောင်းကင်ကနေလူကိုပေးလိုက်တာကြောက်ပြားနှစ်ချက်မှာစာရေးလိုက်ဒါတွေလုပ်ဒါတော့မလုပ်နဲ့10ချက်
ပြင်းရတော်10ပါးကိုမောရှေလက်ထဲမှာပေးမောရှေအဲ့ဒီတိနာတောင်ကိုတက်ရတယ်တက်ပြီးတော့မှအဲ့ကြောက်ပြားနှစ်ချက်ကိုတည်လာပြီးတော့မှဣသရေလလူမျိုးတွေဒါကိုငါတို့ကိုငါ့ကိုဘုရားသခင်ပေးလိုက်တဲ့ပြည့်ညတ်တွေဖြစ်တယ်ဒါတွေအားလုံးငါတို့စောင့်ထိန်လိုက်နိုင်ရမယ်ဆိုရင်ပြည့်ညတ်တဲ့လူကိုဘုရားကပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပြည့်ညတ်ကလူကိုလုံးဝမပြင်ပေးဘူးအဲ့ဒီပြည့်ညတ်ကလူရဲ့အသက်တာကိုလုံးဝအသေးမဖြစ်စေဘူးအဲ့ဒီပြည့်ညတ်ကလူကိုလုံးဝအပြစ်နောက်တစ်ခါထပ်မလုံးအောင်မထိန်ပေးနိုင်ဘူးအဲ့ဒီပြည့်ညတ်ကကိုယ့်ရဲ့စ조사နိုင်မှရမှာလူဟာမစ조사နိုင်တဲ့ပြင်ပုံရိပ်ဖောက်ပြန်နေတာဖြစ်တယ်ဒါပေမဲ့ပြည့်ညတ်နဲ့ဂျေဇုတော်မတူဂျေဇုတော်ဟာဘာလဲဆိုတော့ဂျေဇုတော်ကမြေကြီးပေါ်ကိုရောက်လာတာဖြစ်တယ်ပြည့်ညတ်တော်ကဘယ်ရပေးလဲကောင်းကင်ကပေးတာဂျေဇုတော်ကကြတော့မြေကြီးပေါ်ကိုယေရှုခရစ်တော်ကတကယ်ရောက်လာပြီကျွန်တော်တို့နဲ့အတူနေခဲ့ပြီးတော့ကားတိုင်းပေါ်မှာကျွန်တော်တို့အတွက်ဂျေဇုပြုပြီးအသွေးသွင်းလာတာဖြစ်တယ်အဲ့ဒါကကြတော့လူကိုလုံးဝအသစ်ဖြစ်သွားဖို့ဆိုရင်အဲ့ဒီလူရှိရောက်လာပြီးတော့အဲ့ဒီလူအတွက်လှုပ်ပေးလိုက်မှဖြစ်မဲ့ကိစ္စဒါပေမဲ့ဒီနေ့ဝမ်းနည်းစရာခရိယန်တွေကိုယ်တိုင်ကဒီထဲမှာပဲရှိနေတော့သူတို့ရဲ့အမြင်သူတို့ရဲ့ကိုယ်ွယ်မှုတွေအားလုံးကပြည့်ညတ်ထဲမှာပဲရှိနေတော့ဖြစ်တယ်ခုနမင်းစောတုံတက်သိခံသွားတယ်တကယ်တမ်းအဲ့ဒီအရာကိုနားမထောင်တတ်ရင်ပြည့်ညတ်ဖြစ်တယ်ဘာလို့လဲဆိုတော့ဥပမာ तू ဒုက္ခရောက်နေတဲ့အချိန်မှာ तू ဖယားကိုခေါ်တယ်တကယ်တော့ तू ဖယားကိုခေါ်နိုင်လို့ तू ပြဿနာပြေလည်သွားတာမဟုတ်ပါဘူးဖယားရဲ့ဂျေဇုတော်ကသူ့ရဲ့ပြဿနာကိုရှင်းပေးတာပါသူခေါ်နိုင်လို့သူဆူတောင်းနိုင်လို့ဒီပြဿနာပြေလည်တာမဟုတ်ဘူးဒါပေမဲ့ခရိယန်တော်တော်များများအဲ့လိုနားလည်နေလို့ပဲဒါကျွန်တော်ဥပမာထားပြီးပြောတာပါသူဆူတောင်းနိုင်လို့သူတစ်ချက်ခေါ်လိုက်လို့သူတတိယသွားလို့သူ့ဖယားပြဿနာဖြေရှင်းလိုက်တာမဟုတ်ဒီပြဿနာကိုဖြစ်စေတာဟာသူ့ရဲ့အတ္တတာမှာလုံနေတဲ့အရာအားလုံးကမင်းလုံနေတာမဟုတ်ဘူးမင်းကိုဂျေဇုပြုနေတာငါဖြစ်တယ်ဆိုတော့ဒီပြဿနာသူ့ကိုသင်ပေးလိုက်တာပါထို့တူပါပဲဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဂျေဇုတော်တက်တက်ကြောင်းတာလဲလူသစ်ဖြစ်ရတာပါဂျေဇုတော်တက်တက်ကြောင်းတာလဲဖယားသားဖြစ်ရတာပါဂျေဇုတော်တက်တက်ကြောင်းတန်ရှင်းသူဖြစ်ရတာအဲ့ဒီတန်ရှင်းသူဖြစ်ဖို့ဖယားသားဖြစ်ဖို့ဖယားနဲ့ဆိုင်တဲ့လူဖြစ်ဖို့ရဖယားကိုယ်တိုင်ကမြေကြီးပေါ်ကိုအရောက်လာပြီးကျွန်တော်တို့အတွက်ကားတိုင်းပေါ်မှာအသေးခံအသွေးသွင်းပြီးတကြိုချင်းခံပြီးတော့ဂျေဇုပြုပေးခဲ့တာဖြစ်တယ်ဂျေဇုပြုပေးခဲ့တာဖြစ်တယ်ကျွန်တော်မေးပါမယ်ကောင်းကင်နိုင်ငံနဲ့လောကကြီးဘယ်လောက်ဝေးပါသလဲဘယ်လောက်ဝေးလဲကောင်းကင်နိုင်ငံနဲ့ကမ္ဘာမြေကြီးဘယ်လောက်ဝေးလဲကောင်းကင်ဘယ်နှထပ်ရှိလဲ3ထပ်ရှိတယ်အခုကျွန်တော်တို့မြင်နေရတဲ့အရာကပထမကောင်းကင်အဲ့ဒီပထမကောင်းကင်ကနေဒုတိယကောင်းကင်အာကာသရှိတယ်အဲ့ဒီဒုတိယကောင်းကင်အာကာသတဲ့ကျော်လုံးမှတတိယကောင်းကင်ဘုရားကင်းဟိုတဲ့နေရာရောက်အခုလူတွေကပထမကောင်းကင်ကနေထွက်ပြီးဒုတိယကောင်းကင်အာကာသတော့ရောက်နိုင်တယ်အဆုံးထိသွားနိုင်လားသွားနိုင်ဘူး galaxy တစ်ခုတောင်မဖြတ်နိုင်ဘူးကျွန်တော်တို့နေထိုင်နေတဲ့ဒီ galaxy တစ်ခုတောင်ကျော်လွန်ပြီးမသွားနိုင်ဘူးဒါပေမဲ့ယေရှုခရစ်တော်အဲ့ဒီဒုတိယကောင်းကင်ရဲ့အလွန်ဖြစ်တဲ့တတိယကောင်းကင်ကနေမြေကြီးပေါ်လာတာဖြစ်တယ်အလွန်ဝေးပါတယ်အလွန်ဝေးပါတယ်သူဘယ်ထိပြန်တက်သွားလဲတတိယကောင်းကင်ထိပြန်တက်သွားတယ်သူဘယ်ကနေလာလဲတတိယကောင်းကင်ကနေလာတယ်ကဲဘာအတွက်လာတာလဲဘဒုအတွက်လာတာလဲအခုကျွန်တော်မေးပါမယ်ဖះเจ้าလာရတာဝေးလားနီလားဝေးလားနီလားခရစ်တော်လာတာနဲ့ဆိုင်ရင်နီးလေးပါစိုက်ကားနဲ့ပဲလာလားသုံးမိန်းနဲ့ပဲလာလားကားစီးပဲလာလားလမ်းလျှောက်ပဲလာလားကျွန်တော်တို့အားလုံးအတွက်ဒီနေရာကိုလာရတာအရင်နီးပါတယ်ဒါပေမဲ့တစ်ခါကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်ကျွန်တော်တို့ပုံမှာပြုပေးတဲ့ဂျေဇုတော်ရဲ့ကြီးမားကြောင်းကိုနားမလဲရင်တပတ်ကျွန်တော်တို့ဘုရားကျောင်းလာရတာလေပင်ပန်းသလိုဖြစ်နိုင်တယ်ကျွန်တော်တို့ဆူတောင်းနေရတာလေဟာငါဆူတောင်းလို့ဖြစ်တာငါဆူတောင်းနေရတာလို့လည်းဖြစ်နိုင်တယ်ငါကျမ်းစာဖတ်နေရတာဟာငါပေးလူနေရတာဒါတွေကကျွန်တော်တို့ပင်ပန်းစရာတွေဖြစ်နေတယ်
ဒါပေမဲ့ဒီနေ့တော့ကျွန်တော်တို့အတွက်လှုပ်ပေးခဲ့တဲ့ခရစ်တော်ကဟိုတတ္တရကောင်းကင်ရဲ့ဖျားဘုံစည်းစိမ်ကိုစွန့်ထားပြီးတော့လူသားတယောက်လိုမြေကြီးပေါ်ဆင်းလာပြီးကျွန်တော်တို့အတွက်ကားတိုင်းပေါ်မှာအဲ့ဒါလောက်တိအသေးခံအသွေးတူးပြီးကျွန်တော်တို့အတွက်ပေးဆက်ပေးတဲ့ကိုရဲမြတ်တာကိုနားလဲသွားရင်အဲ့ဒါဟာတော့ဘာမှမဟုတ်တော့ဘူးဘာမှမဟုတ်တော့ဘူးသင်လုံနိုင်တယ်ဆိုတာဘာမှမဟုတ်တော့ဘူးခရစ်တော်ကလေသင်ကိုရဖို့ရန်အတွက်အဝေးဆုံးကောင်းကင်ရက်ကနေဆင်းလာပြီးတော့ဆင်းလာရင်တတ်ပဲလားမဟုတ်ဘူးကျွန်တော်တို့အသေးခံပြီးတကြိုပြီးရှင်ပြန်ထမြောက်ပြီးယေရှုပြုခဲ့တဲ့ဘုရားဖြစ်တယ်ဒါဆိုပညတ်တော်ဟာလူကိုဘယ်ကိုစ조사တက်ခိုင်းလဲတောင်ပေါ်ကိုစ조사ပြီးမောရှေကတက်ရုံမကောက်ယူရတယ်ယူပြီးတော့ဆင်းလာရတယ်ဆင်းပြီးတော့မှအဲ့ဒီပညတ်စကားကိုစ조사ကျင့်ရတယ်အဲ့ဒါပညတ်ဖြစ်တယ်ဂျေဇုတော်ကကြတော့ခရစ်တော်ကသူကိုယ်တိုင်ထမ်းပြီးတော့ကားတိုင်းပေါ်ကားတိုင်းကိုသူကိုယ်တိုင်ထမ်းပြီးအဲ့ဒီကရဏီတောင်ကိုတက်တာအဲ့ဒီနေရာမှာကိုယ်တဲ့နေရာမှာတင်းနေကျွန်တော်ပါလားပါခဲ့လားမပါခဲ့ပါဘူးခရစ်တော်လေအဲ့လေးလံတဲ့ကားတိုင်းကိုထမ်းပြီးကောင်းကရဏီတောင်ပေါ်ကိုတက်တဲ့အချိန်မှာဒီတိုင်းလေချုံပြီးတက်ရတာပါမဟုတ်တာရိုင်းနှက်ခံရတာသူ့ရဲ့စ조사ခဲ့ခြင်းအားလုံးကတင့်ကိုယေရှုပြုခြင်းဖြစ်တယ်နော်ကရဏီတောင်ကိုစ조사တက်ပြီးတော့မှကားတိုင်းပေါ်မှာကျွန်တော်တို့အတွက်ချိတ်ဆွဲခံအသွေးသွန်းတယ်ကဲကျွန်တော်မေးပါမယ်ခရစ်တော်ရဲ့ဘဝလေမွေးတဲ့နေ့ကနေပြီးတော့လေရှင်မြန်ထားမဲ့ပြီးကောင်းကင်တက်သွားပြီးဘာကြွားစရာရှိခဲ့လဲဘာပိုင်ဆိုင်တာရှိခဲ့လဲရှိခဲ့ပါခရစ်တော်မြေကြီးပေါ်မှာအလုံးလုံးသွားတာအားလုံးကခမဲတော်ခိုင်းတာလုပ်တာဖြစ်ပြီးတော့တင်နေကျွန်တော်အတွက်ဖြစ်တယ်ဒီနေ့ကျွန်တော်မေးပါမယ်မြေကြီးပေါ်မှာတင်တော့ဘာလုပ်နေကြတာလဲလို့မေးချင်ပါတယ်အခုကျွန်တော်မေးခွန်းလေးမေးချင်တယ်ပေါ့ဒီမှာကျွန်တော်တို့အလောက်ကိုင်ရှိပါတယ်ဆိုရဲလူတစ်ချက်လောက်လက်ညှိုးထောက်ရအောင်အလောက်ကိုင်ရှိတယ်မြင့်မြင့်ထောင်ပါဒါဆိုမထောင်တာအလုံးမရှိတဲ့သူတွေလားဟုတ်လားအိမ်ရှင်မတွေလည်းအလုံးရှိရလေဥက္ခပကံနဲ့အလုံးရှုပ်တယ်ဟုတ်တယ်မလားရှိတယ်ကဲကျွန်တော်မေးမယ်နော်ဘာလို့ငွေရှာနေကြရလဲစားဖို့ဝတ်ဖို့နေဖို့ဘယ်သူအတွက်လဲကျွန်တော်တို့ငွေရှာတာဘယ်သူအတွက်လဲကိုယ့်အတွက်ကိုယ့်ဘဝရှင်တာဘယ်သူအတွက်လဲကိုယ့်အတွက်ကျွန်တော်မေးမယ်အခုခရစ်တော်ရှင်သန်ခဲ့တာဘယ်သူအတွက်လဲခမည်းတော်အတွက်ဖြစ်တယ်လို့ကျွန်တော်တို့အတွက်ဖြစ်တယ်တူလားခရစ်တော်နဲ့ကျွန်တော်တို့ဘုလူထဲမှာလဲခရစ်တော်နဲ့တူလားခရစ်တော်ထဲမှာလဲရှိတယ်ခရစ်တော်နဲ့လည်းလုံးဝမတူဒါသိမ့်မဟုတ်သေးဘူးဒါသိမ့်မဟုတ်သေးခရစ်တော်နဲ့တူတယ်ဆိုတဲ့အသက်တာခရစ်တော်ရှင်သန်ခဲ့တဲ့ life ဘဝအသက်တာကိုကျွန်တော်တို့ခံစားရခြင်းဖြစ်တယ်ခရစ်တော်ရဲ့ရည်ရွယ်ချက်ကခမဲတော်အတွက်ရှင်သန်ခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဘဝမှာငွေရှာကြပါတယ်တကယ်တော့ငါအတွက်လို့ရှာနေသေးဘယ်တော့မှမမှန်ဘူးအားလုံးကငါအတွက်လို့ငါအချိန်တွေကလည်းငါအတွက်ငါဘန္နာလည်းငါအတွက်ငါခွန်အားလည်းငါအတွက်ငါအစွမ်းလည်းငါအတွက်ငါမှာရှိသမျှအရာအားလုံးကလည်းငါအတွက်အဲ့ဒါမာနရဲ့သဘောဖြစ်တယ်ဒါပေမဲ့ခရစ်တော်မှာရှိတဲ့အချိန်အားလုံးကလည်းခမဲတော်အတွက်ပဲခရစ်တော်မှာရှိတဲ့အစွမ်းအားလုံးကလည်းခရစ်တော်အတွက်ခရစ်တော်ကခမဲတော်အတွက်ပဲနောက်ဆုံးသူ့ရဲ့အသွေးတော်အားလုံးကလည်းကျွန်တော်တို့အတွက်ပဲသူ့ရဲ့အသေးခံရဲ့တကြိုချင်းထမြောက်ကြလဲကျွန်တော်တို့အတွက်ပဲလေသူ့အတွက်သူဘာလုပ်ခဲ့လို့လဲသူ့အတွက်သူလုပ်ပြီးရှင်သန်ခဲ့တာဘယ်နှခုရှိခဲ့တယ်လဲတစ်ခုမှမရှိခဲ့ဘူးဒီနေ့ချစ်တော်ယုံကြည်သူများကျွန်တော်တို့ငွေရှာတာအပြစ်မဟုတ်ဘူးအလုံးလုံးတာအပြစ်မဟုတ်ဘူးဘာရည်ရွယ်ချက်နဲ့လုပ်နေလဲဆိုတာကအဓိကရေးကြည့်တာဘာရည်ရွယ်ချက်နဲ့လုပ်နေတာလဲခင်ဗျာကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်ကျွန်တော်ကျမ်းစာကြောင်တက်နေတဲ့အချိန်မှာဒါကျွန်တော်တို့အမှုတော်ဆောင်နေကိုတချို့တွေကထောက်ပံ့ကြတယ်ပေါ့ဗျာအလှငွေပေးတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့အဲ့အလှငွေပေးတာတွေကတကယ်တော့လွယ်လွယ်လေးပေးလာတာမဟုတ်ဘူးဗျာဥပမာကျွန်တော်တို့ကျမ်းစာကြောင်သားဘဝမှာဆိုကျွန်တော်တို့ဒီ
နိုင်ငံတနိုင်ငံကနေပြီးတော့ကျွန်တော်တို့အလူငွေပေးတယ်အဲ့ဒါသူတို့ချမ်းသာလို့ပေးတာမဟုတ်ကျွန်တော်ရှင်းပြမယ်အဲ့ဒီကယုံကြည်သူတွေကသူတို့ကနိုင်ငံတကာမှာသာသနာပြုနေတဲ့အမှုတော်ဆောင်တွေသူတို့ပေးလူချင်းကြဒါပေမဲ့သူတို့ရဲ့လုံအားကနေသူတို့မပေးနိုင်ဘူးအဲ့တော့သူတို့ဘာလုပ်တယ်လဲဆိုတော့ second hand ပစ္စည်းတွေရောင်းတယ်နော်မြန်မာနိုင်ငံမှာတော့ second hand အလုပ်ဖြစ်တယ်နိုင်ငံတကာမှာ second hand သုံးတဲ့လူတိတ်မရှိဘူးဒါပေမဲ့သုံးကြတယ်အဲ့ဒီ second hand ပစ္စည်းတွေသူတို့အဲ့ဒီကုမ္ပဏီပေါ့ဗျာ second hand ပစ္စည်းတွေရောင်းကြအဲ့ဒီရောင်းတဲ့နေရာမှာ manager တွေစပြီးဝန်ထမ်းထိအားလုံးကဘယ်သူတွေလုပ်လဲဆိုတော့ခရစ်ယာန်တွေလုပ်တာအထူးသဖြင့်လူငယ်တွေက part time သူတို့အချိန်ပိုင်းအဲ့ဒီအလုပ်ထဲမှာဝင်လုပ်ကြတယ်အဲ့ဒီပစ္စည်းတွေရောင်းလို့ရလာတဲ့အမျက်တွေအားလုံးကိုအဲ့လူငယ်တွေတပြားတစ်ချက်မှမစားဘူးဘာလို့လဲဆိုတော့နိုင်ငံတကာမှာသာသနာပြုနေတဲ့ဆရာတွေကိုပေးလှူတာတစ်ဖက်မှာသူတို့အလုပ်လုပ်ကြတယ်တစ်ဖက်မှာသူတို့ရတဲ့အရာနဲ့အဲ့ဒီအလုပ်မှာဝင်လုပ်ပြီးတော့မှသာသနာအတွက်ပါဝင်ကြတာဒါကိုကျွန်တော်တို့ကြားတဲ့အခါမှာအဲ့ဒီအလူငွေတွေတစ်ခါတလေကျွန်တော်တို့ရှူရောက်လာတယ်အဲ့ဒီအချိန်ကျရင်ကျွန်တော်ဝမ်းနေတယ်ဘာလို့ဝမ်းနေတာလဲဆိုတော့ဒီအလူငွေတွေကလွယ်လွယ်လေးဖြစ်လာတာမဟုတ်ဘူးအများကြီးလူတွေရဲ့အချိန်တွေဘန္နာတွေကုန်ခန်းပြီးတော့မှကျွန်တော်တို့ရှူရောက်လာတစ်ခါမသုံးရဘူးအတိုင်းပဲဒီနေ့ကျွန်တော်တို့ရှူပါဝင်ကြတဲ့အလူငွေတွေယုံကြည်သူတွေပါဝင်တဲ့အရာတွေကျွန်တော်တို့3ရက်တည်းလို့မထင်ပါနဲ့လုံးဝမသုံးရဘူးကျွန်တော်တို့ကိုယ်တိုင်ကဖျားခိုင်းတဲ့အမှုတော်ထဲမှာကျွန်တော်တို့အစိတ်ခံနေတာပါဒါပေမဲ့ကျွန်တော်ပြောချင်တာပါလဲဆိုတော့သူတစ်ပါးအတွက်အသက်ရှင်ခြင်းဆိုတဲ့အရာဟာမင်းငွေပေးနိုင်မှပြောတာမဟုတ်ပါဘူးငွေပေးနိုင်မှပြောတာမဟုတ်ဒါဆိုရင်ဒီနေ့ဗျာအဲ့ဒီယုံကြည်သူတွေရဲ့ဝိညာဉ်ရအခြေအနေကိုကြည့်လိုက်ကျွန်တော်တို့မြန်မာပြည်ကယုံကြည်သူတွေရဲ့ဝိညာဉ်ရအခြေအနေနဲ့အများကြီးကွာနေတယ်ကျွန်တော်တို့အားလုံးကအချိန်ကကိုယ့်အတွက်တော့မလောက်တော့လို့ဘုရားကျောင်းတော်မရောက်တော့ဘူးလေကျမ်းစာဖတ်မဲ့အချိန်လည်းမရှိဘူးဆုတောင်းမဲ့အချိန်လည်းမရှိဘူးဘုရားကျောင်းတက်မဲ့အချိန်လည်းမရှိဘူးမိသားတော်ဖွဲမဲ့အချိန်လည်းမရှိဘူးနှုတ်ကပတ်တော်ဆင်ခြင်မဲ့အချိန်လည်းမရှိဘူးအားလုံးကလောက်တော့မလောက်ဘူး24 hour တော့မလောက်ဘူးရတဲ့လစာလည်းကိုယ့်အတွက်မလောက်ဘူးဘာမှမလောက်ဘူးနောက်ဆုံးဘဝမှာကျွန်တော်တို့ငါတို့ကယုံကြည်သူပါလို့ပြောပြီးတော့ဘာအတွက်ပဲသက်ရှင်ငါအားလုံးကငါအတွက်ကြီးပဲငါအတွက်ကြီးပဲသက်ရှင်သွားတာကိုယ့်အတွက်ပဲအားလုံးရသမျှအရာလုံးကိုယ့်အတွက်ပဲကျွန်တော်အမတယောက်ပြောပြတယ်ငါရတာအားလုံးငါအတွက်ပဲအဲ့ဒီအမျိုးသမီးပြောတဲ့စကားကိုကျွန်တော်ဘယ်တော့မှမမေ့ငါရသမျှအရာလုံးကငါအတွက်ပဲအဲ့ဒါတကယ်ဝမ်းနည်းစရာကောင်းတဲ့စကားလုံးဖြစ်တယ်ဒီနေ့ကျွန်တော်တို့မှာရှိသမျှအရာအားလုံးကဖျားပေးထားတာပါအချိန်ကဖျားပေးထားတာပါဘန္နာကဖျားပေးထားတာပါအစွမ်းစားဖျားပေးထားတာဒါပေမဲ့အဲ့ဒါအားလုံးကိုဘာအတွက်ကိုယ့်အတွက်ကြီးပဲအကုန်အသုံးချကြတာလေဒါကျွန်တော်ထည့်ပြီးစဉ်းကျင်စရာလေးမကျွန်တော်မပြောတော့ဘူးလို့နေတာပါဒါပေမဲ့ကျွန်တော်တို့မပြောရင်မမြင်နိုင်ဘူးကိုယ့်အတွက်ကြီးပဲအားလုံးအသုံးပြုခြင်းကြတာဒီနေ့ကျွန်တော်တို့မြင်အောင်ကြည့်ပါခရစ်တော်ကိုမြင်အောင်ကြည့်ပါခရစ်တော်ကားတိုင်းမှာအသွေးသွန်းတာဘု து အတွက်လဲခရစ်တော်အသေးခံတာဘု து အတွက်လဲတကြိုတာဘု து အတွက်လဲသူ့ရဲ့အသက်ရှင်ခဲ့ခြင်းဘု து အတွက်ဖြစ်ခဲ့တယ်လေသူဘု து ခိုင်းလို့လုပ်နေတာလေနောက်ဆုံးကောင်းကင်ပေါ်တက်သွားတဲ့အထိဘု து အတွက်လဲဒီနေ့ကားတိုင်းမှာအသေးခံတကြိုပြီးတောရဲမြတ်မှာရှင်မြန်ထမြောက်ပါတယ်အဲ့ဒီရှင်မြန်ထမြောက်သောခရစ်တော်ကောင်းကင်ကိုတက်သွားသောခရစ်တော်ဟာဝိညာဉ်တော်အားဖြင့်ဘု து ထဲမှာပြန်လာကင်းဝတ်လေသင်ထဲမှာလာကင်းဝတ်တာလေကျွန်တော်ထဲမှာလာကင်းဝတ်တာလေကျွန်တော်အထဲမှာလာကင်းဝတ်ပြီးရှင်သန်နေတဲ့ခရစ်တော်ကဘု து အတွက်လာနေတာလေကျွန်တော်တို့အတွက်လာနေပေးရလေသူ့အတွက်လာတာဟုတ်ဘူးဒါဆိုဖယားရဲ့ဂျေဇုတော်ဟာအမြဲတမ်းသူ့အတွက်လားကျွန်တော်တို့အတွက်လားကျွန်တော်တို့အတွက်ကြီးပဲလေဒါပေမဲ့ကျွန်တော်တို့ကဂျေဇုတော်လို့ပြောပြီးဘု து အတွက်ပဲဖြစ်နေတာအားလုံးကရယူမယ်သိမ့်ပိုက်မယ်အဲ့တစ်ချိန်တွေပဲဆိုနေကြတာပေါ့ယေရှုနာမနဲ့သိမ့်ပိုက်မယ်ယေရှုနာမနဲ့ကြွေးကြော်မယ်ယေရှုနာမအကုန်လိုက်သိမ့်ကျင်နေတာအဲ့တော့ရလေဘာဖြစ်လာလဲလောဘပူကြီးလာတော့တာ
အတော်မတတ်နိုင်တော့ဒီနေ့ခရစ်တော်ရဲ့အသက်တာကိုကြည်ဘာလောဘရှိလဲဘာအတ္တရှိလဲဘာမာနရှိလဲသူ့မှာဘာဝါကြွားခြင်းရှိသလဲခရစ်တော်မှာဘာပိုင်ဆိုင်သွားတာရှိသလဲဘာမှမရှိဘူးကားတိုင်းပေါ်မှာချိတ်ဆွဲတဲ့ထိတိုင်အောင်အသွေးတော်အကုန်ပေးခဲ့တာဖြစ်တယ်အကုန်ပေးခဲ့တာချစ်တော်ယုံကြည်သူများဂျေဇုတော်ရဲ့သဘောတရားအဲ့လိုဖြစ်တယ်ဂျေဇုတော်ရဲ့သဘောတရားလုံးဝအတ္တကင်းခြင်းလုံးဝမာနကင်းခြင်းလုံးဝငါဆိုတဲ့အရာကင်းသွားခြင်းဖြစ်တယ်ဝါကြွားခြင်းကင်းသွားခြင်းဖြစ်တယ်ဘဟိုချက်ကဖျားဖြစ်သွားခြင်းဖြစ်တယ်ချစ်တော်ယုံကြည်သူတွေဒီကနေ့ခရစ်တော်ဟာကောင်းငင်ကိုတတ်သွားပြီးတဲ့အခါဝိညာဉ်တော်အားဖြင့်အဲ့ဒီတပည့်တော်တွေထဲကိုလာကဲမှုပြီးတော့မှအဲ့ဒီတပည့်တော်တွေနဲ့အတူနေ့တိုင်းရှင်သန်ပြီးတော့အဲ့ဒီတပည့်တော်တွေအထဲကနေအလုတ်လုတ်တယ်ထို့အတူအဲ့ဒီတပည့်တော်တွေအားဖြင့်ပြောင်းလဲလာတဲ့ကျွန်တော်တို့ရဲ့အထဲမှာကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာအဲ့ဒီယေရှုကလာကဲမှုပြီးနေ့တိုင်းဥဆောင်ပြီးတော့လမ်းပြတော်တင်နေတာဟာကျွန်တော်တို့အသက်တာကိုသူ့ရဲ့အသက်တာကဲ့သို့ရှင်သန်နိုင်အောင်လုပ်ပေးနေခြင်းဖြစ်တယ်ချစ်တော်ယုံကြည်သူများကားတိုင်းပေါ်မှာခရစ်တော်အသေးခံယုံနဲ့ပြီးသွားတာမဟုတ်ဘူးအဲ့ဒါအသေးခံပေးခြင်းဖြစ်တယ်အခုရှင်ပေးနေခြင်းဆိုတာရှိတယ်ရှင်ပေးနေတာဘု து ထဲကနေပြီးတော့လေကျွန်တော်တို့ထဲကနေနေ့တိုင်းရှင်ပေးနေတာကျွန်တော်တို့ထဲမှာနေ့တိုင်းလူတူလာနေပြီးတော့ကဲဝတ်ပေးနေတာကျွန်တော်တို့ထဲကနေတူလာနေပြီးတော့ကျွန်တော်တို့ကိုဥဆောင်ပေးနေတာဖြစ်တယ်ဒီနေ့အဲ့ဒါကိုမြင်အောင်ကြည့်ကြပါလို့ပြောချင်တယ်ငါဘု து နဲ့ရှင်နေတာလေကောင်းကင်ကိုတတ်သွားတော့ခရစ်တော်ဟာကောင်းကင်ကိုတတ်သွားတာပဲပေါ့ပြန်ဆင်းလာပါတယ်ဘုရားထဲမှာလည်းကျွန်တော်ထဲထဲမှာလာကဲဝတ်ပါတယ်တရက်ကျွန်တော်တို့ကိုသူပြန်လာသိမ်းအောင်ပါပြန်လာသိမ်းစိတ်မဲ့ခြင်းရှိပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဒီနေ့ဝေငှရင်နဲ့အဆုံးသတ်ပါတယ်ဒီနေ့ဂျေဇုတော်ဟာနန်းနေတော့ရဖြစ်တယ်ခရစ်တော်ဟာကောင်းကင်ကိုတတ်တယ်လို့ကျွန်တော်တို့လည်းခရစ်တော်နဲ့အတူကောင်းကင်ကိုတတ်သွားပါတယ်ဒါပေမဲ့မြေကြီးပေါ်မှာရှိနေပါသေးတယ်မြေကြီးပေါ်မှာရှင်နေတာဟာငါရှင်တဲ့အသက်တာနဲ့ရှင်ဖို့ရှင်နေတာမဟုတ်ဘူးခရစ်တော်ရှင်တဲ့အသက်တာနဲ့ရှင်ဖို့ရဲ့မြေကြီးပေါ်မှာကျွန်တော်တို့အသက်ရှင်ခိုင်းခြင်းဖြစ်တယ်ဆိုတော့နားလေဝန်ခံဆင်ခြင်ပြီးတော့ဒီနေ့နှုတ်ကပတ်တော်အပြည့်အသက်တာတွေဆင်ခြင်ကြဖို့ဖြစ်ပါတယ်။ရောက်တိုင်းပေါ်မှာဘုရားသခင်ဆက်လက်ကောင်းချီးပေးပါစေ။